အာနာရှင်တွေအကြောက်ဆုံးအရာများအာနာရှင်တွေကမကြောက်တတ်ဘူးလို့ခမည်းတော်ထင်လား no မဟုတ်ဘူးသူတို့လည်းလူသားတွေပဲသူတို့ပိုင်ဆိုင်ထားတဲ့ယာတုအာနာတွေရဲ့နောက်ကွယ်မှာခမည်းတော်မမြင်ရတဲ့တုံလို့ချော့ချောင်းမှုတွေအကြီးကြီးရှိတယ်လူတယောက်ကအာနာကိုလောကြီးအုပ်ထားလေလေအဲ့ဒီအာနာကိုဆုံးရှုံးသွားမှပို့ပြီးကြောက်လေလေပဲဘာလို့လဲဆိုတော့အခက်မသိရင်သူတို့လည်းအာနာပြန်ပြီးသိမ်းခံရနိုင်တယ်ဟုတ်တယ်ဒီနေ့ဗီဒီယိုမှာတော့တမိုင်းတစ်လျှောက်အာနာရှင်တွေထိတ်လန့်နေရတဲ့အကြောက်ဆုံးအရာ10မျိုးကိုဖော်ပြပေးမှာဖြစ်ပါတယ်နံပါတ်10အစားအသောက်ထဲကအစိတ်ကောင်းပြီညွန်ပြီဆိုတဲ့အဆောက်အဦစဖုံမူးတွေချက်ထားပေးတဲ့အင်မတန်ကောင်းတဲ့အစားအသောက်တွေကိုစားရတယ်ဆိုရင်တော့မှအာနာရှင်တယောက်အတွက်အဲ့ဒီအစားအသောက်တွေကဓာတ်တော်ပေါ်ကပြားရည်လိုပဲသူတို့နေတိုင်းစားတော့နေတဲ့ဟင်းတွေထဲမှာစက္ကန့်ပိုင်းအတွင်းအသက်ပျောက်သွားစေမယ့်အစိတ်တွေပါနေမလားဆိုပြီးသူတို့အမြဲကြောက်လန့်နေရတာဒါကြောင့်ပဲတမိုင်းတခြားအာနာရှင်တွေသူတို့အတွက်စားတော့တွေကိုအရင်ဦးဆုံးမြည်ဆန်းပေးရတဲ့အစာမြည်ဆန်းလူတွေကိုတီးတန့်မွေးထားရတာဒီအစာမြည်ဆန်းလူတွေကအရင်စားပြီးလို့ဘာမှမဖြစ်ဘူးဆိုမှအာနာရှင်တွေကအစာတစ်လုပ်ကိုမြုပ်ချရဲတာခင်ဗျားစဉ်းစားကြည့်နေတိုင်းစားနေရတဲ့အစာတစ်လုပ်တောင်မှပေါ်ပေါ်ပါမဖြစ်ပဲနဲ့အန်ဒီကိုလောင်းကြီးထပ်နေရတဲ့ဘဝဘလောက်တောင်စိတ်ဆင်းရဲစရာကောင်းမလဲဘလောက်တောင်ပူလောင်မှုတွေပြင်းနေမလဲရုရှားသမ္မတပူတင်ဆိုရင်သူ့ရဲ့စားတောက်တွေကိုအချိန်ချင်းစစ်ဆေးပြီးမှစားလေးရှိတယ်အာနာရှင်တွေအနေနဲ့နေ့စဉ်စားနေရတဲ့ပကံတွေကအစားတောက်ကိုတော့မှမယုံရဲတဲ့အကြောက်တရားသူတို့ကိုကောင်းကောင်းကြီးနှိမ့်ဆက်နေတာဖြစ်တယ်နံပါတ်9အနီးကပ်ဆုံးလူယုံတွေရဲ့တစ္ဆာဖောက်မှုအာနာရှင်တယောက်အတွက်အန်ဒီအရှိဆုံးလူကအဝေးကရန်သူမဟုတ်ဘူးသူ့ကိုနေတိုင်းဝန်းရံပြီးဖားရနေကြတဲ့အနီးကပ်ဆုံးကလူယုံတွေစစ်ဗိုလ်ချုပ်တွေနဲ့ကိုရန်တော်တွေပဲဖြစ်တယ်အာနာရှင်တွေကဘသူ့ကိုမှရာနှောင်းပြေးမယုံဘူးဘာကြောင့်လဲဆိုတော့သူ့ကိုဥညွတ်ဖားရနေတဲ့လူယုံကညဘက်မှာနှစ်ထင်တနက်နဲ့ထောက်ပြီးတက်တိတ်လေးရှောနိုင်မယ်လို့ဖြစ်သွားနိုင်လို့ပဲတမိုင်းမှာရောမအင်ပါယာအာနာရှင်ဂျူလီယပ်စီဇာကသူ့ရဲ့အချစ်ဆုံးအယုံကြည်ရဆုံးလူဖြစ်တဲ့ဘရူတက်စ်ရဲ့တားချက်နဲ့တေပွဲဝင်ခဲ့ရတာဒါကြောင့်ပဲလက်ရှိအာနာရှင်တွေကသူတို့ရဲ့စစ်ဗိုလ်ချုပ်တွေကိုခဏယာတို့ကဖြုတ်ချတာထောင်ချတာဒါမှမဟုတ်တေးသေးစိတ်ကွမြတ်တာတွေလုပ်ပြီးပါဝါရှင်ဝင်ရှာကိုကစားနေရတာဖြစ်တယ်ခင်ဗျားတို့မြင်နေရတဲ့တစ္ဆာရှိပါမယ်ဆိုတဲ့ကြွေးကြော်တန်တွေရဲ့နောက်ွယ်မှာအချင်းချင်းကြောက်တုံးမှုချောင်းနေတဲ့မာယာတွေပြည့်နေတယ်နံပါတ်10 Internet Media အာနာရှင်တွေကအမှန်တရားကိုအလွန်ကြောက်တယ်အထူးသဖြင့်ပြည်သူတွေကကမ္ဘာကြီးမှာဘာတွေဖြစ်နေလဲဆိုတာကိုလွတ်လပ်စွာသိရှိသွားမှာကိုနေညမရွေးစိုးရိမ်ထိတ်လန့်နေရတာအင်တာနက်ဆိုတာသူတို့ရဲ့ဝါဒဖြန့်ချီရေးမျက်နှာပုံကိုခွာချပစ်နိုင်တဲ့အစွမ်းထက်ဆုံးလက်နက်တစ်ခုဒါကြောင့်ပဲအာနာရှင်နိုင်ငံတွေကအင်တာနက်ကိုသူတို့စိတ်ကြိုက်ထိန်းချုပ်နိုင်မှုစူးစမ်းကြတာဖြစ်တယ်မြောက်ကိုရီးယားလိုနိုင်ငံမျိုးမှာပြည်သူတွေကိုပြင်ပကမ္ဘာနဲ့လုံးဝအဆက်အသွယ်ဖြတ်ထားတယ်လို့အချို့နိုင်ငံတွေမှာလည်းလူမှုကွန်ရက်စာမျက်နှာတွေကိုပိတ်ဆို့ပြီးသတင်းစီးဆင်းမှုကိုဖျက်တောက်ထားကြတယ်အင်တာနက်ပေါ်ကစာသားတဲ့ကြောင့်ဗီဒီယိုအတူတစ်ခုကပြည်သူတန်းပေါင်းများစွာကိုနှိုးကြားသွားစေပြီးတော်လှန်ပုံကံမှုစိတ်ဆုံပေးနိုင်တယ်ဆိုတော့သူတို့ကောင်းကောင်းကြီးသိတယ်မီဒီယာတွေကထွက်လာတဲ့အမှန်တရားတွေကိုလည်းအင်မတန်ကြောက်ရွံ့ကြတယ်အင်တာနက်တွေထိန်းချုပ်ဖို့မီဒီယာတွေပိတ်ဆို့ဖို့သူတို့တန်းတဲ့ချီတုံးနေတာအကြောင်းမဲတော့မဟုတ်ဘူးနံပါတ်9တယောစာနဲ့ဟာတာလုပ်ပြီးလောင်ပြောင်ခံရခြင်းစစ်သားတယောက်ကကြီးစံကိုကြောက်တယ်ဆိုပေမဲ့အာနာရှင်တွေကတော့လူတွေရဲ့ရေမောတန်ကိုအကြောက်ဆုံးပဲဟုတ်တယ်အာနာရှင်တွေကသူတို့ကိုလူတွေကြောက်ရွံ့သေးပြီးနတ်ဖျားတပားလို့မြင်နေတာကိုလိုချင်ကြတာဒါပေမဲ့ပြည်သူတွေကသူတို့ရဲ့ရုပ်ပြက်ဆင်းပြနိုင်တဲ့အမားတွေကိုတယောစာတွေဟာတာတွေအဖြစ်ပြောင်းလဲပြီးပြောင်းလိုက်တဲ့အခါမှာတော့သူတို့တိဆောက်ထားတဲ့ကြောက်စရာကောင်းပါလေဆိုတဲ့ပုံရိပ်ကတစားစီပြိုလဲသွားတတ်တယ်ရေမောခြင်းကကြောက်ရွံ့ခြင်းကိုဖျက်ဆီးပြနိုင်တဲ့အစွမ်းရှိတယ်ပြည်သူတွေကအာနာရှင်ကိုမကြောက်တော့ပဲလူပြက်တယောက်လိုသဘောထားလာတဲ့နေ့ကအာနာရှင်တွေရဲ့အဆုံးသတ်စတင်တဲ့နေ့ဖြစ်သွားနိုင်တယ်ဒါကြောင့်ပဲတမိုင်းတလျှောက်အာနာရှင်တွေကသူတို့ကိုကာသွန်းဆွဲပြီးလောင်ပြောင်တဲ့သူတွေတယောစာရေးတဲ့စာရေးဆရာတွေကိုဖန်စီနှိပ်စက်တာတွေအကျဉ်းချတာတွေပြုလုပ်ကြတာဖြစ်တယ်နံပါတ်6ငွေကြေးတန်ဖိုးကျဆင်းခြင်းအာနာရှင်တယောက်အာနာတည်မြဲဖို့အတွက်သူ့ရဲ့စစ်တပ်နဲ့နောက်လိုက်တွေကိုပေးဖို့ပတ်စံအမြဲရှိရတယ်တကယ်လို့တိုင်းပြည်စီးပွားရေးအကြီးအကျယ်ပျက်စီးသွားပြီးငွေကြေးတန်ဖိုးအဖက်ဆယ်မရအောင်ကျသွားတဲ့အခါမှာအာနာရှင်တွေတော်တော်လေးတုန်လှုပ်ကြတယ်ဘာလို့လဲဆိုတော့ပတ်စံမရှိရင်သူတို့ကိုကာကွယ်ပေးထားတဲ့လက်နက်ကိုင်စစ်တပ်တွေကပါတော်လှန်ပုံကန်လာနိုင်လို့ပဲဇင်ဘာတွေဒါမှမဟုတ်ဗင်နီဇွဲလားနိုင်ငံတွေရဲ့တမိုင်းကိုကြည့်ရင်စီးပွားရေးပြက်ကဆက်ရောက်လာတဲ့အခါမှာအာနာရှင်တွေရဲ့ကလထိုင်ဘလောက်အထိလှုပ်ခါသွားလဲဆိုတော့ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်ပြည်သူတွေကငတ်ပြက်လာတဲ့အခါအကြောက်တရားတွေပျောက်ဆုံးသွားပြီးငတ်တည်မဲ့အတူတူတိုက်ပွဲဝင်ပြီးတည်မယ်ဆိုတဲ့စိတ်တွေဝင်လာတတ်တယ်ဒါကအာနာရှင်တွေအတွက်ကတော့အိမ်မက်ဆိုပဲနံပါတ်5နိုင်ငံတကာခုံရုံးမှာတရားစွဲခံရခြင်း
အာဏာရှင်တွေကသူတို့အာဏာရှိစမှာဘလောက်ပဲရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ပါစေအာဏာပြုတ်ကျသွားတဲ့အခါကမ္ဘာကွန်ရုံးတွေရှိမှတရားစွဲခံရပြီးရာဇဝတ်တော်တယောက်လိုအကျဉ်းချခံရမှာအလွန်ကြောက်ကြတယ်နယ်သာလန်နိုင်ငံတခေးမြို့မှာရှိတဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ဆိုတာအာဏာရှင်တွေအတွက်တော့တရေတစီလိုပဲတမိုင်းမှာယူဂိုစလာဗီးယားအာဏာရှင်စလိုဗိုဒန်မီလိုစီဗစ်ဟာစစ်ရာဇဝတ်မှုတွေနဲ့တရားစွဲခံရပြီးထောင်ထဲမှာပဲဘဝနီကုန်ချုပ်သွားခဲ့ရတယ်။အဲဒါကြောင့်ပဲအာဏာရှင်တွေကတည်တဲ့အထိအာဏာကိုဖတ်တွယ်ထားဖို့ကြိုးစားကြတာဖြစ်တယ်။အာဏာကဆန်လိုက်တာနဲ့တပြိုင်နက်သူတို့ကကာကွယ်သူမဲ့သွားပြီးတော့တမိုင်းတရခန့်တွေအဖြစ်အကျဉ်းထောင်နေတဲ့ရောက်သွားမှာဖြစ်လို့ပဲ။နံပါတ်၄စစ်တပ်ကအာဏာသိမ်းပြီးဖယ်ရှားခြင်းအာဏာရှင်တွေကစစ်တပ်ကိုသုံးပြီးပြည်သူတွေကိုနှိပ်ကွပ်လေးရှိတယ်ဆိုပေမဲ့တစ်ချိန်ချင်းမှာအဲဒီစစ်တပ်ကသူတို့ကိုပြန်ပြီးယာဒူးကဖြုတ်ချမှာကိုလေရင်ထိတ်ထိတ်နဲ့ကြောက်နေရတာစစ်ဗိုလ်ချုပ်တွေစိတ်ပြောင်းသွားတဲ့နေ့မှာအာဏာရှင်ကိုအခန်းပိတ်ဖမ်းဆီးလိုက်အောင်ပဲဒါကြောင့်အာဏာရှင်တွေအနေနဲ့စစ်တပ်အတွင်းမှာသူတို့ရဲ့လူယုံတွေကိုပဲနေရာပေးလေးရှိသလိုလက်အောက်ငယ်သားတွေတယောက်နဲ့တယောက်အချင်းချင်းမယုံတင်တာဖြစ်အောင်တွေးခွဲထားလေးရှိတယ်အာဖရိကသမိုင်းတစ်လျှောက်အာဏာရှင်အများစုကပြည်သူတွေတော်လှန်လို့မဟုတ်ပဲသူတို့မွေးထားတဲ့စစ်ဗိုလ်ချုပ်တွေကပဲနောက်ွယ်ကနေတနက်နဲ့ထောက်ပြီးဖြုတ်ချပစ်ခဲ့ကြတာဖြစ်တယ်ဒါကသူတို့ရဲ့အနီးကပ်ဆုံးအိမ်မက်ဆိုပဲနံပါတ်3တမိုင်းစာအုပ်ထဲမှာနာမည်စုံနဲ့ကြံရစ်ခြင်းလူတိုင်းကသူတို့တည်သွားရင်ကောင်းမွန်တဲ့နာမည်တစ်ခုကြံရစ်ခဲ့ကြကြတယ်အဲ့ဒါတဘာဝပဲအာဏာရှင်တွေလည်းအတူတူပဲသူတို့ကသူတို့ကိုသူတို့နိုင်ငံရဲ့ကယ်တင်ရှင်ကြီးတွေအဖြစ်တမိုင်းစာအုပ်တွေထဲမှာရေးထိုးခံရဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့ကွယ်လွန်သွားတဲ့အခါဒါမှမဟုတ်အာဏာပြုတ်ကျသွားတဲ့အခါမှာတမိုင်းပညာရှင်တွေကသူတို့ရဲ့ရက်စက်မှုတွေအကျဉ်းပြတ်ခြားစားမှုတွေကိုတားဆင်မြည်ဆက်တည်အောင်ဖော်ထုတ်ရေးသားကြတာကိုသူတို့အလွန်ကြောက်တယ်။အဲဒါကြောင့်ပဲသူတို့အာဏာရှိတဲ့အချိန်မှာတမိုင်းစာအုပ်တွေကိုသူတို့စိတ်ကြိုက်ပြင်ခိုင်းတော့ကျောင်းတင်ခန်းဆောင်တွေမှာသူတို့အကြောင်းကိုပဲအမုန်းတင်ခိုင်းတာတွေလုပ်ကြတာဖြစ်တယ်။ဒါပေမဲ့အမှန်တရားကိုတမိုင်းထဲမှာထာဝရမြှောက်နှံထားလို့မရဘူးဆိုတာသူတို့သိတယ်။ဟစ်တလာမူဆိုလီနီစားတဲ့သူတွေကဒီနေ့အချိန်ထိကိုကမ္ဘာအယုတ်ဆိုးဆုံးအမဲဆက်တွေအဖြစ်တမိုင်းစာအုပ်တွေထဲမှာဂမီးတင်ခံထားရတာကိုကြည့်ရင်လက်ရှိအာဏာရှင်တွေလည်းအဲ့လိုတမိုင်းတင်ခံရမှာကြောက်ရွံ့ကြတယ်။နံပါတ်1ရုပ်ပြက်ဆင်ပြက်တည်ဆုံခြင်းအာဏာရှင်တယောက်ရဲ့ဘဝဏီကုန်းကအီချမ်းချမ်းနဲ့ဂရင်မုံမှာတည်ဆုံရလိမ့်မရှိဘူး။သူတို့အကြောက်ဆုံးအရာကပြည်သူတွေရဲ့လက်ထဲမှာဒါမှမဟုတ်ရန်သူတွေရဲ့လက်ထဲမှာရုပ်ပြက်ဆင်ပြက်နဲ့အရှက်တကွဲတည်ဆုံရမှာပဲ။တမိုင်းသက်တွေကသူတို့အတွက်အလွန်ကြောက်စရာကောင်းနေတယ်။လက်ပြအာဏာရှင်ကြရာပြီဆိုရင်ရင်နှောင်းထဲမှာပုံနေရင်နဲ့ဖမ်းဆီးခံရပြီးလမ်းမပေါ်မှာပဲအရှက်တကွဲတီပွဲဝင်ခဲ့ရတာအီရန်အာဏာရှင်ဆဒမ်ဟူစိန်နဲ့မြေကျွန်းထဲမှာပုံနေရင်နဲ့ဖမ်းမိပြီးတော့ကြိုးပြီးကွပ်မျက်ခြင်းခံခဲ့ရတယ်အာဏာရှင်တွေကဒီလိုမျိုးဇက်တိန်ဆိုးတွေနဲ့တီးဆုံးခဲ့ရတဲ့ဗီဒီယိုတွေကြည့်ပြီးသူတို့လည်းတနေ့အဲ့လိုဖြစ်လာမလားဆိုတဲ့အကြောက်တရားတွေနဲ့နေ့စဉ်ရှင်းတန်နေရတာဖြစ်တယ်နံပါတ်1အကြောက်တရားကင်းမဲ့သွားတဲ့ပြည်သူလူထုဟုတ်တယ်အာဏာရှင်တွေအကြောက်ဆုံးနံပါတ်1အရာကတော့အကြောက်တရားမရှိတော့တဲ့ပြည်သူလူထုပဲဖြစ်တယ်အာဏာရှင်စနစ်ဆိုတော့တကယ်တော့ပြည်သူတွေရဲ့စိတ်ထဲကအကြောက်တရားပေါ်မှာအခြေခံပြီးတည်ဆောက်ထားတဲ့မာယာနန်းတော်ကြီးတစ်ခုပြည်သူတွေကတနက်ကိုကြောက်နေသေးအာဏာရှင်ဟာအာဏာတည်မြဲနေအောင်မှာဖြစ်တယ်ဒါပေမဲ့တနေ့နေ့တစ်ချိန်ချိန်ပြည်သူတွေကငါတို့မကြောက်တော့ဘူးတည်ရင်လည်းတည်ပါစေတော့ဆိုပြီးညီညီညွတ်ညွတ်နဲ့အားလုံးပါဝင်ပြီးတော်လှန်လာမယ့်နေ့ရက်တွေကိုတော့အာဏာရှင်တွေအင်မတန်မှကြောက်ကြတယ်ပြည်သူတွေရဲ့စီလုံးမှုနဲ့အကြောက်တရားကင်းမဲ့မှုကအာဏာရှင်တွေရဲ့စနစ်ကြီးတစ်ခုလုံးကိုပြိုလဲပျက်စီးသွားစေနိုင်တဲ့အစွမ်းထက်ဆုံးလက်နက်ပဲလောကကြီးမှာကျွန်တော်တို့မြင်နေရတဲ့ရွှေရောင်မျက်နှာဖုံးတွေစီရေးပြအခမ်းအနားတွေရဲ့နောက်ွယ်မှာဘလောက်တောင်များပြားတဲ့တုံလုံးချုပ်ချမှုတွေနဲ့အကြောက်တရားတွေမြုပ်နှံထားတာလေအာဏာရှင်တွေကသူတို့ရဲ့ပါဝါကိုထိန်းချုပ်ထားဖို့အတွက်နေ့စဉ်နေ့တိုင်းမှာအမှန်တရားတွေကိုလိုက်လံပိတ်ဆို့နေရတာဖြစ်တယ်။တမိုင်းဆိုတာပြောင်းလဲသွားတတ်တယ်။အာဏာရှင်တွေရဲ့ကြောက်ဆောင်ငန်းကလည်းသူတို့မထင်မှတ်ထားတဲ့အချိန်မှာရောက်လာတတ်တယ်။ဒီနေ့ဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာအာဏာရှင်တွေကဘာတွေကိုကြောက်လဲဆိုတာနားလည်လိမ့်မယ်လို့ပြောကြရင်းနဲ့ပဲမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်။ကြည့်ရှုခဲ့သူအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။